ဇလန်းအစမှာတော့မူရစ်တစ်ခွဲကကပတိန်ဂျက်ကီဟာသူမကိုတယောက်ယောက်ကစောင့်ကြည့်နေတယ်လို့စိုးရိမ်နေတဲ့သတင်းပေးတယောက်ကိုတွားရောက်နှစ်သိမ့်ပေးခဲ့ပါတယ်။ဒါပေမဲ့ကားဘော်ကအဆင်းပါတဲ့ဂျက်ကီဟာတနတ်နဲ့အပြစ်ခံလိုက်ရပါတယ်။ဒဏ်ရာပြင်းထန်နေပေမဲ့သူမဟာတစုံတယောက်စီကိုစားတော့တစောင်ရိုက်ပို့လိုက်ခဲ့ပြီးခဏအကြာမှာတော့မျက်နှာဖုံးစွပ်သမားတဦးရဲ့လက်ချက်နဲ့အသက်ခံလိုက်ရပါတယ်။ဂျက်ကီတည်ဆုံးပြီးနောက်သူမရဲ့အဖွဲ့ဝင်တွေဖြစ်တဲ့နူမာ၊မိုက်၊လိုလိုနဲ့စာဂျင်ဂျယ်လီတို့ကို FBI ကခေါ်ယူစစ်ဆေးပါတယ်။တစ်ဖက်မှာလည်းဂျက်ကီနေရာမှာအပြစ်တိုးသွားတဲ့ဒူရဲမှုဂျရင်ကိုရဲမင်းကြီးထောမ်ကဂျက်ကီဘာရီစုံစမ်းနေလေလို့မေးရမှာဂျရင်ကပိတ်ဆိုင်တွေအများကြီးပဲလို့ဖြေခဲ့ပါတယ်။ FBI agent Del ကရဲတွေဟာတင်စီရမိတဲ့ငွေကြီးအများကြောင့်အကျင့်ဖက်ချက်စားမှုတွေရှိနိုင်လားဆိုပြီးဖိအားပေးမေးမြန်းခဲ့တယ်လို့ JD ကိုလည်းဂျရင်ကသူ့ယာတို့ကိုလူ့ကဘာတာမဟုတ်လားဆိုပြီးရန်တိုက်ပေးခဲ့ပါတယ်။ဒါကြောင့်JD နဲ့ FBI agent Del တို့စကားများပြီးထိုးကြိုက်တဲ့အထိဖိကွာခဲ့ပါတယ်။အဖွဲ့ဝင်တွေနာနာနေနေရှိနေစင်မှာတော့ကာတဲမှုရစ်ကုန်းတွေရဲ့ငွေတိုက်တွေကိုဝင်တိုက်ပြီးပတ်စံခိုးနေလေအကျင့်ပြည့်ရဲတွေနဲ့ agent တွေအကြောင်းသတင်းတွေထုတ်ပေါ်နေပါတယ်။အဲ့ဒီအချိန်မှာပဲ Dean ကဟာယာလီယာမျိုးကအိမ်တအိမ်မှာပတ်စံတွေဝတ်ထားတယ်ဆိုတဲ့သတင်းပေးချက် Crime Stoppers tip ရထားတယ်ဆိုပြီးအဖွဲ့ကိုခေါ်ထုတ်သွားပါတယ်။အဲ့ဒီအိမ်ကိုရောက်တော့အိမ်ရှင်မျိုးသမီးဒက်စီစီကိုလှည့်ဖျားပြီးအိမ်ထဲဝင်ရှာရမှာမမျော်လင့်ပဲဒေါ်လာ30ကျော်လောက်ရှိတဲ့ငွေပုံးကြီးတွေကိုရှာတွေ့လိုက်ပါတယ်။ဒါလောက်များတဲ့ငွေကိုမြင်လိုက်ရတဲ့အခါ Drain ကအဖွဲ့ဝင်တွေရဲ့ဖုန်းတွေကိုတင်လိုက်ပြီးဘသူကမှအကြောင်းမကြားဖို့အမိန့်ပေးလိုက်ပါတယ်။ဒီလောက်ရက်ကြောင့် GD က Drain ကိုမယုံသင်္ကာခစ်လာပြီးသူတို့ကြားမှာတင်းမာမှုတွေစတင်လာပါတယ်။အခြေအနေတွေပိုဆိုးသွားတာကအိမ်ထဲကဖုန်းအဟောင်းလေးတစ်လုံးစီရနေမိနစ်30အတွင်းဒေါ်လာ1သိန်းခွဲပေးပြီးထမသွားရင်အကုန်တက်ပြစ်မယ်ဆိုတဲ့ချင်းချောက်မှုကြောင့်လာတာပါပဲ။ JD က DEA agent Nix ကိုအကူအညီလှမ်းတောင်းပေမဲ့ Nix က DN ဟာတားဖြစ်သူကင်ဆာနဲ့ဆုံးပါပြီးနောက်ပိုင်းပတ်စံမှတ်ပြီး Jackie ကိုတတ်ခဲ့တာဖြစ်နိုင်တယ်လို့ JD ကိုတွေးထိုးပေးခဲ့ပါတယ်။အိမ်ပြင်မှာကင်းဆောင်နေတဲ့ Mike ကလည်းရဲမင်းကြီးစီကိုဖုန်းခိုးဆက်ပြီး Dwayne ကပတ်စံခိုးဖို့ကြိုးစားနေတယ်လို့သတင်းပို့ပါတယ်။ခဏအကြာမှာတော့အိမ်ကိုအမည်မသိလက်နက်ကင်တွေလာရောက်စီးနင်းပြီးပြစ်ခတ်မှုတွေဖြစ်ပွားရာလိုဒဏ်ရာရသွားပါတယ်။Dwayne နဲ့ JD တို့အပြင်ထွက်တိုက်ခိုင်ရင်ကာတဲကောင်သားတယောက်ကိုမိဟေပေမဲ့ထူးဆန်းတာကကာတဲကောင်ကဒီတိုက်ခိုက်မှုဟာသူတို့လက်ချက်မဟုတ်ကြောင်းညင်းဆိုခဲ့ပါတယ်။ဒီနေရာမှာဇလန်ကအလဲအပြောင်းကြီးဖြစ်သွားပါတယ်။ JD က Dions ကိုမင်းပတ်စံခိုးဖို့ကြိုးစားနေတာမလားလို့ဆွဆွဲရကနေ Dions ကသူ့ရဲ့တကယ့်အစီအစဉ်ကိုဖွင့်ပြလိုက်ပါတယ်။တကယ်တော့ Crime Stoppers သတင်းပေးချက်ဆိုတာမရှိပါဘူး။ Jackie အသက်ခံရတဲ့ညကသူ့စီကိုပို့ခဲ့တဲ့လျှို့ဝှက်စာတို့အရာဒီအိမ်မှာပတ်စံရှိမှန်းသိခဲ့တာပါ။ဒီယွန်းဟာအချင်းပြက်နေတဲ့ရဲကိုဖော်ထုတ်ဖို့အတွက်သူကိုယ်တိုင်အချင်းပြက်တယ်လို့မျိုးတရုပ်ဆောင်ပြီးငမ်းစာချခဲ့တာဖြစ်ပါတယ်။သူကအဖွဲဝင်တယောက်ချင်းစီကိုပတ်စံပမာဏမတူညီတဲ့ကိန်းဂဏန်းတွေပြောပြထားပြီးဘသူကဘသူကိုတလင်းပြန်ပို့မလဲဆိုတာစောင့်ကြည့်နေခဲ့တာပါ။တနတ်သမားများရဲ့တိုက်ခိုက်မှုကြောင့်အိမ်ဟာမီးစတင်လောင်ကျွမ်းခဲ့ပါတယ်။ JD ရဲ့အကူအညီလမ်းတောင်းမှုကြောင့် DEA agent Nix ကလည်း JD တို့ရှိရာအိမ်တို့ရောက်ရှိလာခဲ့ပါတယ်။ Dian, JD, Mike နဲ့ Nix တို့လီလောက်ဟာ DEA ရဲ့ safe house ရှိရာသို့စတင်ထွက်ခွာလာကြပါတယ်။အမှန်တရားပေါ်လာတဲ့အခါမှာတော့သူတို့အဖွဲ့တဲ့ Mike နဲ့ DEA agent Nix တို့ဟာပူးပေါင်းပြီးဒီငွေတွေကိုခိုးယူဖို့ကြိုးစားနေတဲ့တကယ့်တရားခံတွေဖြစ်နေပါတယ်။ Nix လက်အင်ဂျီတွေကနေချင်းချောက်မှုလုပ်ခဲ့တဲ့ဖုံးမီလာတဲ့အခါအရာအလုံးပေါ်ကုန်ပါတော့တယ်။နောက်ဆုံးမှာတော့ Nix နဲ့ Mike တို့နှစ်ယောက်ဟာအဖမ်းမခံပဲ FBI ရဲ့အတားအဆီးများကိုကြော်ကာထွက်ပြေးသွားခဲ့ပါတယ်။တနက်ဖြစ်ခတ်မှုတွေလိုက်လံဖမ်းဆီးမှုတွေဖြစ်ပွားပြီးနောက် JD က Nix ကိုအသေးပြစ်တက်နိုင်ခဲ့တယ်လို့ Drain ကလည်း Mike ကိုဖမ်းမိသွားပါတယ်။ဒါပေမဲ့ Nix လွတ်သွားရဲ့အိတ်ထဲမှာပတ်စံတွေအစားတယ်လီဖုန်းလမ်းညွှန်စာအုပ်အဟောင်းတွေကိုပဲ JD ကတစ်ဖက်လက်နဲ့လဲလေထည့်ပေးထားခဲ့တာပါ။ငွေကြေးအလုံးကိုအစိုးရတန်းပြန်လဲအနှံနိုင်ခဲ့ပြီးသတင်းပေးတစ်ဆက်စီလဲစုကြီးငွေအမြောက်များရရှိသွားပါတယ်။ဇက်တင်းပိုင်းမှာ Drain ကသူ့လက်မှာထိုးထားတဲ့တတူးရဲ့ကိတ်ပဲကိုရှင်းပြခဲ့ပါတယ်။အဲ့ဒါကတော့သူ့သားလေးမဆုံးပါခင်နောက်ဆုံးမေးသွားခဲ့တဲ့ဖေဖေတို့ကလူကောင်းနေလားဆိုတဲ့မေးခွန်းပါ။Drainကတို့တွေကလူကောင်းတွေပါအမြဲတမ်းလူကောင်းတွေထိနေမှာပါလို့ပြန်ဖြေခဲ့တဲ့စကားလေးနဲ့အတူဇလန်းကပြီးဆုံးသွားခဲ့ပါတယ်